အားလုံးပဲမင်္ဂလာပါအခုကိုရိုက်ပြပေးမှာကတော့ကိုလိုလုပ်ရတဲ့အလုပ်ကလေးဖြစ်ပါတယ်ဒီအလုပ်ကဒီဇိုင်းဖော်သွားတာပေါ့နော်တခြားတစ်ယောက်ကအရာပေးထားတာကိုတို့ကဓာတ်လေးနဲ့လှီးပြီးတော့ပြန်ထွင်းပြီးတော့ဒီဇိုင်းပြန်ဖော်ပေးရတာဖြစ်ပါတယ်ရှင်ဒီလိုမျိုးဓာတ်လေးနဲ့ပြန်လှီးပြီးတော့ဒီဇိုင်းပြန်ဖော်ပေးရတာဖြစ်ပါတယ်ဒီလိုမျိုးလက်နဲ့ဆွဲလို့မရတဲ့ဟာတွေကိုကိုတို့ကတန်ချိတ်လေးနဲ့ချိတ်ပြီးတော့ပြန်ပြီးလှီးရတာပေါ့နော်ဒါနဲ့ဒီလိုမလုပ်တတ်ခင်ကတော့ကိုတို့လက်တွေအရမ်းနာပါတယ်အလုပ်လုပ်ရတယ်စိတ်ညစ်ရတယ်ပေါ့နော်တေးသေးချာလေးအာရုံစိုက်ပြီးတော့လေးလာလိုက်တဲ့အခါမှာတေးချတင်ယူလိုက်တဲ့အခါမှာလက်လည်းမနာတော့ဘူးပေါ့နော်ဒီလိုလုပ်ရတာကိုအရမ်းပဲပျော်ပါတယ်ပညာလည်းရပါတယ်မနက်ဖြန်ကြရင်ကိုတို့မလုပ်ခင်ပြန်ပြီးအရာပေးပြီးတော့ထွင်းပေးရတဲ့ဗီဒီယိုဖိုင်လေးတစ်ခုပြန်ရိုက်ပြပါဦးမယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်